ကြပါဦးလုံးကြပါဦးဘုရားတော်မြောက်လူကအခုတော့ကြည့်ကြပါဦးဘာမှမြင်ဝင်မရှိတော့ဘူးဘယ်သူမှမကယ်နိုင်ကြတော့ဘူးလားရေရမှာမပြေတော့ဘူးနော်အားလုံးဒီဘုရားတော်ဘုရားကိုဒီနဲ့ယာယီနဲ့နေနိုင်ကြတယ်နေကြအောင်သူကယုံငန်းကြတာအခုတော့ပြာပုံကြီးမြေကုန်ပြီဗျာအမလေးကူညီကြပါဦးသုံးမလက်ကင်တာထားကြပါတော့ဘယ်ရမှာမနေတော့ဘူးလားနေကဒုက္ခအနတ္တဘယ်ရမှာမနေတော့ဘူးကြည်တာလေးနဲ့နောက်ကံတို့ကြားတာလေးနဲ့ကြားတာလေးနဲ့တော့ဘယ်ရမှာမနေတော့ဘူးညတို့နောက်မှာပါမဲ့ရတော့သုံးပါပဲကြည့်တော့တယ်ဦးကြီးဦးလေးတို့ရဲ့ကြည့်ကြပါဦးရက်ကဗျာဟောထားတာပါတဲ့ဒါနပြုနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါသီလကောင်းနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါဘာဝနာပွားနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါတော့ဒီသုံးခုပဲဒီသုံးခုပဲကိုယ်နောက်ပါတော့ပါအခုတော့ကြည့်ကြပါဦးအိမ်လေးကိုတော့မပါဘူးအာမကုတော့မပါတော့ကြည့်ကြပါဦးကြည့်ကြပါဦးဘုရုမှပြည့်တင်လို့မရတော့ဘူးဗျာတော့ဘုရုမှပြည့်တင်လို့မရတော့ပါဘူးဒီလောင်ထားပြီးသားလေးတွေကိုတဲကိုဓာတ်တွေကိုပြန်ယူပြီးတော့လူအတဲ့နေရာလေးတွေအသုံးပြုအောင်လို့ကားတော့မှလည်းလိုက်လံပြီးကူညီပေးနေတယ်ဗျာကျွန်တော်တို့ရေးကြည့်ကြပါဦးကျွန်တော်ပြောတဲ့ဘောတိုင်းနောက်ဘဝနောက်သားဒီကောင်းကားဖို့ရဆိုကိုကြည့်တဲ့ဒီရလက်တာကာဝေစုကောင်းလို့ရတဲ့ငွေတရုတ်ကားတစ်ပြားလေးတွေကိုကိုတတ်နိုင်သမျှလူကြပါတန်းကြပါဒါနပြုနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါသီလကောင်းနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါဘာဝနာပွားနိုင်ကိုယ်သာပိုင်ကိုယ်ပိုင်ပြည့်ပြီးပါတဲ့ဘယ်ရာမှမပိုင်တော့ဘူးကိုယ်နောက်ပါမယ်အရေးသုံးမျိုးတာလုပ်ကြပါဦးဘာမှလည်းအကောင်းမကြံတော့တော့ကြပါဦးနေရာနဲ့ဒီဘဝမဲ့ဒီပြေကုန်ကြပြီလားဒီလိုကြပါဦးဒီကြပါဦးဗျာဘယ်သူမှမကိနိုင်ကြတော့ဘူးလားကိုယ်တိုင်လေးသားကြီးပခိုးကူမျိုးနဲ့ကိုယ်တိုင်ညုံအုပ်စုမြောက်လူရရွာတဲ့ဒီနေ့အဲ့ဒါကလေးရဲ့လေးလာငကဲ6ပြုံ2026တဲ့3ရက်မြောက်နေပြန်တော့ကြည့်ကြပါဦးဒီလေကောင်ကကိုယ့်ရဲ့ညနေပစ္စည်းလေးလိုအပ်ရ3ရင်3လို့ရအောင်လာပြီးတော့ပြန်ပြီးတော့ကောက်တင်းကောက်လို့ကောက်နေရတယ်ဗျာကိုကြီးကြပါဦးဘာမှမကောင်းတော့ဘာမှမကောင်းဘူးတော့ဗျာ
နောင်ဘုရားကရှိလာခဲ့ရင်ဒီလိုပြေကိုမျိုးဒီလိုဘုရားမျိုးတွေမကြုံမရခင်နဲ့ဗျာမနလေးကတည်းကသမီးကမကားနေဘူးလာပြီးသိကြလုံးကြခံတာဒီလောက်ထားလို့လည်းလူတွေလည်းဘူးဟဲ့ထိုးနေပေါ့ကိုကြည့်ရပါဦးနေရတာနဲ့တော့နဲ့တမိုင်กว่าလောက်ဝေးတယ်ဗျာတော်ထဲမှာချိုးဖို့တောင်မှရေးရမလွယ်ဘူးပကံရှိတဲ့လူချမ်းသာအပေါင်းအသင်းတို့ဗျာရေးယူခဲ့ပါလူတန်းလိုပါကမြောက်လူငယ်ရွာကိုရေးလေးလဲလာရောက်ပြီးလူတန်းကြပါဦးကျွန်တော်တို့နော်တော့သုံးရည်အတွက်လည်းဒုက္ခရောက်ပါတယ်လို့တော့တခုကရေတနေ့ကဟိုတသိမ်းပါခင်ဗျအခုတော့ခိခေးတွေတက်လို့နည်းနည်းပိုးပြီးတော့ဟောပြပါတယ်ဗျာရေလေးပါလေးလည်းလာရောက်ပြီးလူတန်းပေးကြပါဦးမိုးကခေါင်းရေရရှားနဲ့တော့သုံးရည်တော့မလွယ်ပါဘူးခင်ဗျာတော့သုံးရည်တော့မလွယ်ပါဘူးခင်ဗျာအခုလိုတော့အိုးမဲ့အိမ်မဲ့တွေဖြစ်ကုန်ပါပြီရေကျိုခဲပါမတောင်းမဲ့နဲ့ပြေးပါတယ်ပကရှိတဲ့လူချမ်းသာအတိုင်းဝယ်များခေတနာရှိပါကလာရောက်၍ရောက်လူငယ်ရွာကိုလာရောက်၍ရေလေးပါလေးလည်းလူတန်းပေးကြပါဦးနော်တော့သုံးရည်တော့မလွယ်ပါဘူးခင်ဗျာကာကြီးလေးတို့ရေအကိုကြီးတို့တက်လေးပဲကြောပါဒါမျိုးခုမှကြုံမှုတယ်မိုးခေါင်ဒေသကူတော့ကန်နေတယ်လေရေမဝဲကြီးတဲ့ရေတော်လေးကလည်းခီခေးတွေကကောင်းတယ်ရေတောင်တောက်သုံးမှုမလွယ်ပါဘူးဗျာလာရောက်ပြီလူတန်းပေးကြပါဦးလာရောက်ပြီလူတန်းပေးကြပါဦးနိုင်ငံတော်မှာကြည့်ရှုကြတဲ့ပြည်သက်ပေါင်းတို့ခင်ဗျာတကယ်မေတ္တာရက်ကောင်းပါတာပါ